ကျွန်တော်နှစ်တစ်ကိုကနေစပြီးတော့ရက်တန်းလိုက်ရမယ်အချက်တွေလောက်ရမယ်အချက်တွေအချက်5ချက်လောက်စူးစီးထားတာရှိတယ်အဲ့လိုကျွန်တော်ဝေမျှကြပါတယ်2026ကနေစပြီးတော့ပတ်စံစုပါပြီးလို့ရှိရင်ခွဲဖြန့်ပြီးတော့ယင်းနှိမ့်မြုံနံပါဝင်ဝင်လန်းကြောင်းဖန်တီးပါ2029လောက်ဆိုရင်ကျွန်တော်အခြားနိုင်ငံတစ်ခုသို့မဟုတ်အိမ်ကိုပြန်ဖို့လို့ရည်ရွယ်ထားတဲ့အတွက်2026ဒီကျွန်တော်အဓိကပတ်စံစုရမယ့်အချိန်ကာလပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အမေရိကတည်လဲစီးပွားရေးအခြေအနေကတိတ်မကောင်းကြဘူးအဲ့တော့ကျွန်တော်တို့ရဲ့ငွေလန်းကြောင်းနေပြီးတော့အသုံးစရိတ်တွေများလာတယ်ပေါ့နော်အဲ့တော့ပတ်စံစုပါဖြည်းဖြည်းနဲ့တော့နည်းနည်းလေးပိုပြီးခက်ရင်းလာတယ်ဒါပေမဲ့လည်းဖြစ်တဲ့နည်းနဲ့တော့ပတ်စံစုရမှာပေါ့နော်စုထားတဲ့ပတ်စံကိုဘယ်လိုမျိုးရင်းနှီးမြှုပ်နှံမလဲဒီမှာကားပေါ်လည်းစကူမရှိဘူးအိမ်ဝယ်ဖို့လည်းစကူမရှိဘူးအဲ့တော့ရှိရှိသမျှစံနေကောင်းအောင်ကျွန်တော်မြန်မာနိုင်ငံမှာပဲပြန်ပြီးတော့ရင်းနှီးမြှုပ်နှံဖြစ်တယ်ကျွန်တော်တို့ပဲအိမ်ပြန်ဖို့စိတ်ကူးရှိတဲ့သူတွေကတော့အဓိကပါနော်အနောက်နိုင်ငံမှာဆက်နေခြင်းတဲ့သူတွေလည်းအများကြီးရှိမှာပါသူတို့တွေလည်း options တွေကပိုတောင်များပါသေးတယ်ချို့တွေက stock တွေဘုံတွေလည်းလောက်ကြတယ်ချို့ဆိုလည်းရွှေ silver တွေဝယ်ကြတယ်အစုံပေါ့နော်စုနည်းကတော့ဒါပေမဲ့ဒီအနောက်နိုင်ငံမှာကကျွန်တော်တို့ high yield saving account လို့ခေါ်တယ်အတိုးနှုန်းမြင့်တဲ့ငွေစုပန်တွေမှာဒါမှအတိုးနှုန်းကတိတ်မရအောင်လေအနောက်နိုင်ငံမှာပိုပြီး creative ဖြစ်ဖို့လိုတာပေါ့နော်အင်ချမီဆိုလို့ရှိရင်လည်းတကယ်တော့မြန်မာနိုင်ငံမှာအင်ချမီကဈေးတက်တာအရင်လွယ်တယ်ရိုးရှင်းတယ်လွယ်ကူတယ်အများရဖို့ပိုပြီးအဆင်ပြေတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကန်တယ်လည်းမတူဘူးဆိုတော့ပုံသေးပြောဖို့တော့ခက်ပါတယ်ဝယ်ပြီးတော့အစိုးရကနေတင်သွားတာလည်းဖြစ်နိုင်တာပဲလေနော်မျိုးစုံဖြစ်နိုင်တာဆိုတော့ဒါကသူများကိုလည်းကျွန်တော်တို့ recommend ပေးလို့မရအောင်အသေးစိတ်ကိုတော့ကျွန်တော်တို့မျှဝေလို့မရအောင်တယောက်နဲ့တယောက်ကလည်းကန်လည်းမတူညံလည်းမတူကျွမ်းကျင်မှုချင်းလည်းမတူတဲ့ခါကျဒါတွေအကြံပေးဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့အဓိကကျွန်တော်အကြံပေးချင်တာကတော့ပတ်စံစုပါခွဲဖြန့်ရင်းနှီးမြှုပ်နှံပါနောက်တစ်ချိန်လှုပ်เสียရမလို့တော့လောက်အောင်ထိကိုကျွန်တော်တို့ဝင်ငွေလမ်းကြောင်းဖန်တီးထားနိုင်ဖို့လိုတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာကြီးရဲ့ဘယ်နေရာမှာနေအေးစစ်စစ်နဲ့လူဘဝရဲ့အရာတာကိုခံစား권ရှိသွားပြီနံပါတ်2 elite ကိုကိုယ်ွယ်တာရက်တန်းလိုက်ပါတော့အဲ့ဒါတော့ကျွန်တော်ဟိုးရင်တော့ပြောသလိုပဲ motivational guru တွေကိုနားမထောင်ပါနဲ့တော့ဆိုတာနဲ့ခက်စင်စင်တူတယ် Bill Gates ပဲဖြစ်ဖြစ် Elon Musk ပဲဖြစ်ဖြစ် Donald Trump ပဲဖြစ်ဖြစ်ဒီလိုမျိုး elite တွေကိုလုံးဝမကိုးကွယ်နဲ့တော့သူတို့တွေရဲ့နှလုံးသားထဲမှာကျွန်တော်တို့အတွက်လုံးဝနေရမရှိဘူးဒီဟာတွေကိုကျွန်တော်နောက်ပိုင်းမှာပို့ပြီးတော့သဘောပေါက်လာတယ်ပေါ့နော်ဒီလူတွေဒီလူလောကအကျိုးဆောင်နေတဲ့သူတွေလို့ယူဆခဲ့မှုတာရှိပါတယ်ဒါသူတို့ရဲ့ PR scale ပေါ့နော်ဥမာ Bill Gates ဆိုလို့ရှိရင်စီးမွေးတည်တဲ့နိုင်ငံတွေမှာယင်းနှိမ့်မြုပ်နေတာတော့ပါတော့ဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းသိလာတာပေါ့နော်ဒါကပုံကွန်နာမည်တွေပြောစရာမလိုပါဘူးသူတို့လုပ်ခဲ့တဲ့သူတို့ဖြစ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ပုံတီကူးချဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဥပမာ Daniel Kahneman ရဲ့ Thinking Fast and Slow တို့နောက်ပြီးတော့ဒီ Outliers ဆိုတဲ့စာအုပ်တွေမှာဆိုတော့အဲ့ဒါကိုတွေ့ရတယ်ကျွန်တော်တို့ဒီအောင်မြင်သူတွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာသူတို့တွေရဲ့အရေးချင်းဒီသူများတွေအများကြီးထူးချွန်ထင်ရှားပြီးအရန်ကို genius ဖြစ်နေလို့အောင်မြင်တာမျိုးမဟုတ်ဘူးကွာသူလိုမျိုးအရန်ကို genius ဖြစ်တဲ့သူ10ယောက်ရှိတယ်ဆိုရင်အဲ့10ယောက်ထဲမှာအရန်ကိုကန်ကောင်းတဲ့တစ်ယောက်ကတော့အောင်မြင်တာဖြစ်တယ်သူတို့လားရလမ်းကြောင်းကိုကြည့်လိုက်လို့ရှိရင်သူတို့ကိုအောင်မြင်စေခဲ့တဲ့မူလပထမကုမ္ပဏီတွေမှာတစ်ယောက်ထဲထူထောင်ခဲ့တာမဟုတ်ဘူးပါတနာတွေနဲ့ထူထောင်ခဲ့တာဒါပေမဲ့နောက်ပိုင်းမှာကုမ္ပဏီကိုသူတို့အပိုင်းစီးလိုက်တာပဲဖြစ်ဖြစ်ဒီပါတနာနဲ့ပြဿနာတက်တာပဲဖြစ်ဖြစ်ဥပမာ Bill Gates ဆိုလို့ရှိရင် Microsoft ကိုထူထောင်တဲ့နေရာ Paul Allen နဲ့ထူထောင်ခဲ့တယ်မလားဒါပေမဲ့နောက်ပိုင်းကျတော့သူတယောက်ပဲဖြစ်လာခဲ့ရလေနော်ဉာဏ်ချင်းတူတာတောင်မှနောက်ဆုံးအဆုံးဆိုလမ်းစဉ်ချင်းတူတာတောင်မှဝိရိယချင်းတူတာတောင်မှကံချင်းမတူတဲ့အတွက်သူတို့အကြောင်းရှာကြည့်တဲ့အခါမှာသူတို့ data တွေကို processing လုပ်ကြည့်တဲ့အခါမှာဘလို့ဘာအကြောင်းမှရှာလို့မရဘူးဘာမှမသိတဲ့အရာတစ်ခုဖြစ်တဲ့အတွက် lack ဆိုပြီးပြောသူတို့သတ်မှတ်လိုက်တယ်တဲ့အဲ့ဒါ Daniel Kahneman ရဲ့ Thinking Fast and Slow စာအုပ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီအောင်မြင်သူတို့လေ့လာကြည့်တဲ့အချိန်မှာလူတွေထင်တယ်လို့မျိုးသူတို့ဒီလူအများနဲ့အရန်ကိုကွဲပြား unique ဖြစ်ပြီးတော့အရန်ကို genius ဖြစ်နေတဲ့လူတွေမဟုတ်နေဘူးကွာအဲ့တော့ကျွန်တော်တို့အနေနဲ့သူတို့ကို copy ကူးဖို့ထက် general ကြကြပါနော်ငွေဘယ်လိုအလုပ်လုပ်တာလဲယင်းနှိမ့်မြုပ်နှံမှုတွေကနေကျွန်တော်တို့ငွေဝင်လမ်းကြောင်းတွေဘယ်လိုဖန်တီးတာလဲဝင်ငွေရဲ့စီးမြင့်စည်းကမ်းတွေပါတယ်လဲဒီ game ရဲ့စီးမြင့်စည်းကမ်းတွေပါတယ်လဲခုဆိုလို့ရှိရင်ကဘာကြီးအရန်ကိုပြောင်းလဲလာပြီကွာအဲ့တော့ပြောင်းလဲလာတဲ့ကဘာကြီးမှာကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့ skill ကိုယ့်ရဲ့ knowledge နဲ့ဘယ်နေရာကိုထိုးဖောက်လို့ရမလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးကို center ထားပြီးတော့ကိုယ့်အားနည်းချက်တွေကဘာလဲအားသာချက်တွေကဘာလဲသူများထပ်ပို့ပြီးတော့ကိုပေးနိုင်တာတွေကဘာတွေလဲစသဖြင့်ပေါ့နော်လေ့လာပြီးတော့ဒီကဘာကြီးမှာကိုယ့်အတွက် space တစ်ခုဘယ်လိုဖန်တီးမလဲဆိုတာလေ့လာတာပိုကောင်းမယ်အဲ့တော့ဒီ billionaire trillionaire တွေကိုကိုးကွယ်မနေပါနဲ့ public မှာတက်သေးတာကားတွေကိုလိုက်ဖျောက်ဖျက်နေတဲ့အတွက် 100% မပေါ်သေးတာပဲရှိတယ်သူတို့တွေရဲ့ကလကာနောက်ွယ်ကလှုပ်ဝက်ထားတဲ့ဘဝတွေမှာသူတို့လှုပ်တဲ့မကောင်းမှုရာဇဝတ်မှုမျိုးစုံဒီဘလောက်တောင်မှလူသားမျိုးနွယ်အတွက်ယွန်ရှာစရာကောင်းလဲဆိုတာတွေပေါ့နော်နောက်ကျရင်ကျွန်တော်တို့ဖြည်းဖြည်းတွေ့လာပါလိမ့်မယ် Epstein Files တွေဆိုလဲပါတယ် spiritual လောကမှာနာမည်ကြီးတွေနိုင်ငံရေးလောကမှာနာမည်ကြီးတွေဘာသာရေးလောကမှာနာမည်ကြီးတွေစီးပွားရေးလောကမှာနာမည်ကြီးတွေအကုန်ပါတယ်ကွာအဲ့ဒီ list ထဲမှာဒါပေမဲ့သူတို့တွေကတက်သေးတာကားတွေအကုန်လိုက်ဖျောက်ဖျက်နေတဲ့အတွက်ပြုပြင်ပြောင်းလဲနေတဲ့အတွက်ဒါကျွန်တော်တို့ကအလုံးစုံမသိရသေးတာဥပမာ DD ကိစ္စဆိုလဲကြည့်လိုက်လေနော်ဒီ elites တွေကကျွန်တော်တို့သူတို့ကောင်းညနေဖုံဆောင်းထားပေမဲ့တကယ်တမ်းသူတို့နောက်ွယ်မှာလုပ်နေတဲ့အရာတွေဒီလူ
လူတွေအနေနဲ့လက်ခံနိုင်ကြမရှိတဲ့အရာတွေဖြစ်တယ် Robert Greene ဆိုတဲ့စာရေးဆရာဆိုလည်းသူပြောတယ်ကွာ society တစ်ခုမှာထိတ်ဆုံးကနေတဲ့အဝအကြီးဆုံးလူတွေကသူတို့ကကြတော့မကောင်းမှုရာဇဝတ်မှုမျိုးစုံကိုကန်းကုန်အောင်လုပ်ပြီးတော့အောက်ကလူတွေကဥပဒေကိုလိုက်နာဖို့လင်းလင်းမမနေဖို့ကိုကျင်တရားကောင်းကောင်းနေဖို့အမြဲတမ်းဆုံးမပြီးတော့ဒီ game ကိုရိုးရိုးသားသားဖြတ်မှတ်ဆော့ဖို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေအမြဲတမ်းပြောနေကြတယ်အဲ့တော့သူကဒါတွေကိုသူကြည့်ပြီးတော့ဒီလောကရဲ့တရားမမျှတမှုတွေကိုသဘောမကျတဲ့အတွက်သူ48 laws of power ဆိုပြီးတော့သူရေးခဲ့တယ်လို့ပြောတယ်ကျွန်တော်အဓိကပြောချင်တာဒီ elite တွေဒီလူတွေထင်သလိုအရန်ကိုရိုကောင်းကြီးတွေလည်းမဟုတ်သလိုလူသားမျိုးတွေအကျိုးဆောင်ရွက်ချင်နေတဲ့သူတွေလည်းမဟုတ်ပါဘူးအဲ့တော့ဘယ် elite ကိုမှအရန်ကြီးအလွန်ကာရောယုံကြည်ကိုးကွယ်တာမျိုးလေးစားလွန်တာမျိုးသူလို့သမျှအပြစ်ကိုဘာမှမမြင်တော့ဘဲနဲ့သူလှုပ်ထားတဲ့ကောင်းကွက်လေးတွေကိုပဲလိုက်ကြည့်ပြီးတော့သူ့ကိုထိရင်မခံနိုင်ဖြစ်ပြီးတော့အရန်ကိုကိုးကွယ်လွန်တာမျိုးကိုဆိုလိုတာပါနံပါတ်3ဒါကတော့ကျွန်တော်တို့မြန်မာတွေအတွက်တည်တံ့ပေါ့နော် victim အဖြစ်မနေပါနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်တာဝန်ယူပြောင်းလဲပါမြန်မာနိုင်ငံမှာပေါ့နော်သမိုင်းအကွေတွေကအရန်ရက်ဆက်တယ်အချို့အရာတွေမှာကျွန်တော်တို့လမ်းပြောက်တယ်ကွာကျွန်တော်တို့ပိတ်ထားတဲ့တကားတွေအရန်များလုံးအကြည့်တယ်ရွေးချယ်စရာမရှိခဲ့တဲ့အကွေတွေအရန်များလုံးအကြည့်တယ်မြန်မာဖြစ်ရလေခြင်းဒီနိုင်ငံမှာမွေးဖွားရလေခြင်းဆိုလူငယ်တော်တော်များများညှဉ်းညူကြပါတယ်အဲ့တော့ဘယ်ဘဝမျိုးမှာပဲနေကျွန်တော်တို့ဒီကိုယ့်ရဲ့ရှောက်လန်းရမယ့်လမ်းစဉ်ကိုရှာဖွေတွေ့ရှိပြီးတော့ကိုယ့်အတွက် space လေးတစ်ခုကိုဖန်တီးနိုင်အောင်ကိုတနာမနေနဲ့တော့ဒီဟာကြောင့်ငါဘဝဒီလိုဖြစ်သွားတယ်ဒီဘဝကြောင့်ငါဘဝညှော်နှက်ချက်မဲ့သွားတယ်ဒီဟာကြောင့်မလို့ငါဘဝကလမ်းပြောက်သွားတယ်ဆိုတာမျိုးထက်ငါဒီအချိန်မှာငါမှာရှိတဲ့ resources နဲ့ငါမှာရှိတဲ့ knowledge နဲ့ငါမှာရှိတဲ့ skill နဲ့ပေါ့နော်ငါဘာကိုလုပ်လို့ရမလဲဒါမှမဟုတ် skill တွေမရှိသေးရင်လည်းဘာ skill သင်ရမလဲဘာ knowledge ကိုယူရမလဲဘယ်လိုဆရာတွေနောက်ဆရာမတွေနောက်ကိုလိုက်ရမလဲဒါမှမဟုတ်လည်းစိတ်ကိုငြင်းချအောင်ဘယ်လိုတရားထိုင်ရမလဲစသဖြင့်ပေါ့နော်ကိုဘဝကိုကိုယ်တိုင်တာဝန်ယူပြောင်းလဲစေခြင်းတယ်ကိုယ်ဘယ်သူမှလာကူညီမဲ့သူမရှိဘူးလို့ပဲယူဆလိုက်ကြပါစို့အဲ့တော့ကိုဘာလုပ်မလဲ acceptance ဆိုတာကဒီအခြေအနေကအရှိကိုအရှိတိုင်းမြင်တာအရှိကိုအရှိတိုင်းလက်ခံတာကိုပြောတာအရှိကိုအရှိတိုင်းလက်ခံလိုက်ပြီးဆိုမှအဲ့လူကလောကရန်နဲ့ဘဝနဲ့ရန်ဖြစ်တာကိုရက်တန်သွားပြီးတော့ okay ဘဝကတော့ဒီလိုမျိုးဖြစ်နေပြီငါဘာလုပ်မလဲဆိုပြီးတော့ okay now whatဆိုပြီးတော့အဲ့မိကွန်မေးဖို့လို့အတွက်လူတွေကအာယုံပေါက်လာတာဖြစ်တယ်ညှင်းဆန်နေလို့ရှင်ဒါကြီးကမဖြစ်တဲ့ဒါကြီးကမဖြစ်အောင်ငါကြမှာဘယ်လိုဖြစ်ရမှာလဲစသဖြင့်အဲ့လိုမျိုးညှင်းဆန်နေစက်ဝိုင်းနေပါပဲလုံးချပတ်ချလာပြီးသူကထွက်လန်းကိုလည်းမမြင်တော့သူကိုယ်တိုင်လောက်ရမယ့်အရာတွေကိုလည်းသူမမြင်နိုင်တော့အဲ့တော့ကျွန်တော်တို့ acceptance အရေးကြီးတယ်ဘဝကိုအရှိကိုအရှိတိုင်း reality ကိုလက်ခံပြီးတော့ဘာလုပ်ရမလဲ okay now what ဆိုပြီးတော့ပြစ်တိုင်းနောင်နေလို့မျိုးဘာလုပ်တဲ့လုပ်ထိုက်တယ်ဆိုတာကိုအကောင်းဆုံးတွေးခေါ်ပြီးတော့ထွက်လန်းထွက်ပေါက်ကိုဖန်တီးနိုင်ရမယ်နံပါတ်4ကိုယ်ခွင့်ယုံကြည်မှုတွေနဲ့လူသားဆန်မှုကိုမလဲလှယ်လိုက်ပါနဲ့ဒါကတော့အဓိကနောက်နိုင်ငံတွေနိုင်ငံရေးတိုက်ပွဲတွေမှာကျွန်တော်အဲ့ဒါကိုတွေ့တာပေါ့နော်ဘာသာတရားကိုင်းဆိုင်မှုတွေလူသားဆန်မှုပို့အရေးကြီးတယ်လို့ဒီနောက်ပိုင်းမှာကျွန်တော်ပို့ပြီးလက်ခံလာတာမျိုးပေါ့နော်ဒါကျွန်တော်ကောက်ချက်ကတော့ဒီလိုပါဘာသာရေးကကိုလိုနီနယ်ချက်တွေ elite တွေတကယ်ကို powerful ဖြစ်တဲ့လူတစုတွေဥမာကွာဘယင်တွေပဲဖြစ်ပေါ့နော်အဲ့ဟာတွေရဲ့သမိုင်းတစ်လျှောက်လုံးမှာလူသားမျိုးနွယ်ကိုပြပြပြီးတော့ငြိမ်ဝတ်နေအောင်ဖိနှိပ်ဖို့လို့အတွက်လက်နက်တစ်ခုအနေနဲ့အသုံးချခဲ့ကြတယ်ဘာသာတရားချင်းတူတာတောင်မှဘာသာတရားရဲ့အနှစ်သာရကိုဖန်ဆုံနိုင်ပြီးတော့အဲ့ဒီဘာသာတရားအတိုင်းတကယ်ကို embodiment လုပ်ပြီးတော့နေနိုင်တဲ့ high vibration နဲ့လူမျိုးတွေရှိတယ်လို့အရန်ကိုဘာသာတရားကိုအစွန်းရောက်ဘာသာတရားရဲ့ shadow ကိုလုံးဝလက်ခံပြီးတော့သူ့ရဲ့အတ္တတွေနဲ့ပုံဖော်ပြီးတော့အစိတ်သင့်တဲ့အရာတစ်ခုဖြစ်သွားအောင်ကျင့်သုံးနိုင်တဲ့ low vibration နဲ့လည်းတူတယ်ဗုဒ္ဓဘာသာမှာလည်းအရန်ကိုဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့မေတ္တာတရားနဲ့ထုံမုန်းနေတဲ့ဗုဒ္ဓဘာသာတွေရှိတယ်လို့မျိုးဟိုးအောက်ဆုံးကအရန်ကိုနှိမ့်ကြတဲ့အယူဝါဒဆွဲတွေနဲ့ပြင်းထန်ပြီးတော့လူတွေကိုလိုက်ပြီးတော့အရန်ခွဲခြားဆဲဆိုနေတဲ့နှိမ့်ကြဗုဒ္ဓဘာသာတွေလည်းရှိတယ်ခရစ်ယာန်တွေမှာလည်းမြင့်တဲ့သူတွေရှိတယ်နှိမ့်တဲ့သူတွေရှိတယ်အဓိကကိုးကွယ်တဲ့သူရဲ့ consciousness level ပေါ်မှာအများကြီးမူတည်တယ်ဒီဘာသာတရားကိုသူဘယ်လို translate လုပ်လဲဘာသာတရားကိုသူဘယ်လို embodiment လုပ်လဲဒီဘာသာတရားကိုသူဘယ်လိုကင်ဆွဲပြီးတော့ဒါကိုသူ့ဘဝမှာဘယ်လိုအသုံးချလဲဆိုတာတွေအဲ့ဒါတွေကအများကြီးမူတည်တယ်အဲ့တော့ကျွန်တော်တို့ကဘာသာတရားတွေဒီတမိုင်းတစ်ချောင်းမှာအစိတ်သိမ့်ခဲ့တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာကျွန်တော်တို့အစိတ်တွေကိုဖယ်ထုတ်နိုင်ဖို့လိုတယ်အဲ့ဒီဟာကိုဖယ်ထုတ်နိုင်ဖို့လိုတယ်လူတစ်ယောက်ကဉာဏ်ပညာဉာဏ်ကိုလိုအပ်တယ်မိကွန်းထုတ်နိုင်ဖို့လိုတယ်နံပါတ်5အချက်က community တစ်ခုဖန်တီးပါဒီနေရာမှာ community ဆိုတာကကိုယ်ပတ်ဝန်းကျင်ကိုယ်အတိုင်းဝိုင်းကိုယ့်ရဲ့မိတ်ဆွေဆွေမျိုးစသဖြင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖန်တီးစေချင်တဲ့ community ဆိုတာက intentional community intention အပြည့်နဲ့တကယ်ကိုစိတ်စေတနာအပြည့်နဲ့တကယ်ကိုရည်ရွယ်ချက်အပြည့်နဲ့ဒီကိုယ့်ကိုဘယ်လိုလူမျိုးတွေကဝန်းရံနေစေချင်တာလဲကိုယ်တိုင်ရွေးချယ်ပြီးတော့တခြားဖန်တီးစေချင်တယ်အဲ့ထက်မှာ knowledge skill ခုသင်ပေးတဲ့ဆရာမတွေပါမယ်ဒါမှမဟုတ်ရင်ကိုယ့်ကိုစိတ်နှလုံးအေးချမ်းအောင်ဟောကြားပေးတဲ့သင်ပြဆုံးမပေးနိုင်တဲ့ pastor တွေဘုန်းကြီးတွေရှိမယ်ကိုယ့်ပေါ်မှာမေတ္တာထားနိုင်တဲ့အိမ်နီးနားချင်းဆွေမျိုးမိတ်ဆွေစသဖြင့်ဖြစ်နိုင်တယ်လို့ဝါသနာတူချင်းဖြစ်တဲ့စာဖတ်တဲ့သူတွေအချင်းချင်း spiritual သမားအချင်းချင်းဒါမှမဟုတ်သစ်ပင်စိုက်တဲ့သူအချင်းချင်း
အဲ့လိုမျိုးဖြစ်နိုင်တယ်ကဘာတက်မှာကျွန်တော်တို့ဘလို့ skill ဘလို့ knowledge မျိုးနဲ့လူတွေကိုဘေးနားမှာရှိစေခြင်းလဲဆိုတာမျိုးတွေကျွန်တော်တို့ကလိုက်ပြီးတော့အပေါင်းအသင်းမိတ်ဆွေဖွဲ့တယ်ရွေးချယ်တယ်ဒီ relationship ကိုကျွန်တော်တို့ကပေါင်းတင်မြေနှုတ်ပြိုးထောင်တယ်ပေါ့နော်လာမဲ့ကြမ်းတက်တဲ့ chaotic times တွေမှာစိတ်တူကိုယ်တူဟန်ဆောင်စရာမလိုသတိထားစရာမလိုရင်ပတ်ချင်းပေါင်းလို့ရတဲ့ community တစ်ခုရှိဖို့က survival ရှင်သန်ရပ်တည်ဖို့လို့အတွက်ရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါအဲဒါကြောင့်မလို့ intentional community တစ်ခုကိုဖန်တီးပြီးတော့ကိုဘေးနားမှာဝန်းရံထားကြပါလို့ဒါကတော့ကျွန်တော်ပြောချင်တဲ့2026ကနေပြီးတော့လုံးဝမဲ့အချက်တွေမလုံးဝမဲ့အချက်လေးတွေကိုအတူချုံပြီးတော့စူးစီးဝေမျှတာပါကျေးဇူးအများကြီးတင်ပါတယ်